လူငယ်တွေနဲ့တွေ့တိုင်းခဏမေးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ခုလုပ်တာနဲ့တကြိမ်နဲ့ပညာတစ်ခုသင်တာနဲ့ပြန်တယ်ဘယ်နှစ်တည်ရမှာတော့နောက်ထပ်10နှစ်နေဘာဖြစ်မှာတော့အခုလုံတာဘယ်နှစ်ရှိပြီလို့ကျွန်တော်9နှစ်ရှိပါပြီ4နှစ်ရှိပါပြီအထားဆိုရင်နောက်တော့6နှစ်ဆိုရင်10နှစ်ပေါ့10နှစ်ဆိုရင်ဘာဖြစ်မှာတော့လို့မေးလိုက်လို့ရှိရင်10ဦးလောက်ကိုမေးလိုက်ရင်တဦးလောက်ပဲအတိအကျပြောနိုင်တယ်ကျန်တဲ့9ဦးက not sure မသိတာအဲကျွန်တော်တမင်စားနေပါတယ်ကျွန်တော်ကလူငယ်တွေကိုသိစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ဆိုတော့လူငယ်တွေစိတ်ဝင်စားတဲ့အခါကျတော့ကျွန်တော်တနေရာမှာထမင်းစားနေတယ်ထမင်းဆိုင်မှာရောက်တဲ့အခါထမင်းဝိုင်းတစ်ပိုက်မှာလူငယ်တွေထမင်းဝိုင်းစားနေကြကျွန်တော်ဟင်းမလာသေးတာနဲ့အချိန်ရနေတာနဲ့ကျွန်တော်နဲ့လက်လန်းမိတာနဲ့ပြေးဟိုညီလေးတော့ဘယ်ရလဲဘယ်ကုမ္ပဏီရလဲဒီဘာလုပ်ငန်းလုပ်တာလဲလို့မေးလိုက်တဲ့အခါကျတော့မန္တလေးကကုမ္ပဏီအကြီးကြီးနာမည်တော့မပြောပြရသေးနဲ့ဒီစက်ပြောင်မုံစက်ရုံကဝန်ထမ်းတစ်ဖက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းဒီစက်ပြောင်မုံစက်ရုံကပြောနာမည်ပြောပါတယ်ငါကြီးကဘာတာဝန်ယူရပြီလဲသူစူပါဗိုက်ဇာပါတဲ့ဒီညီလေးတို့အခုကစူပါဗိုက်ဇာဆိုဘာမှမသိလို့စူပါဗိုက်ဇာဆိုဘာကြီးလောက်ရတာလဲလို့ကျွန်တော်မသိကြအောင်မေးတယ်သူကလူတွေအုပ်ချုပ်ရတာပါတယ်ဟုတ်လားလူဘယ်လောက်အုပ်ချုပ်ရလဲအယောက်20လောက်အုပ်ချုပ်ရပါတယ်တဲ့အဲ့အယောက်20ဘာကြီးလောက်ကြတာတော့ချက်ပုံးတော့စပ်ပြန်မုံလေးထည့်ပြီးအဲ့ဒါပိတ်ပြီးအဲ့ဒါတော့ကိုတောင်စလိုတဲ့ပို့ရတာအဲ့ဒါကငါကြီးကဘယ်လောက်ရှိသွားပြီတော့အဲ့စီမံနေရတာ4နှစ်ရှိသွားပါပြီဒါဆိုရင်တော့6နှစ်ဆိုလို့ရှိရင်10နှစ်ပေါ့နော်ဟုတ်ပါတယ်သူကကိုဟိုဒီ1နှစ်3နှစ်ကောင်းကောင်းမပေါင်းတတ်တဲ့လူပြောလို့သူမျက်လုံးနဲ့ကြည့်နောက်ထပ်6နှစ်ဆိုရင်10နှစ်ပေါ့နော်ဟုတ်ပါတယ်မသိလို့မေးပြရတယ်ငါညီအားလို့အဲ့နောက်ထပ်6နှစ်ပြည့်တယ်အခုရှိရ4နှစ်နဲ့ပေါင်းလိုက်10နှစ်ဆိုရင်ငါညီဘာဖြစ်မှာတော့အဲ့ချိန်မှာ तू လန့်သွားတယ်သူ့မှာအရန်တယ်လည်းမရှိဘူး तू ဘာဖြစ်မဲ့ဆိုတာလည်းမသိဘူးကျွန်တော်တော့မေးလိုက်တာမှားပြီလားလို့တော့အောင်းမိတယ်ဒါပေမဲ့ကျွန်တော်မှန်တယ်ကျွန်တော်မေးတာရှိတယ်ကျွန်တော်ကိုအမြင်ကတ်ချင်တဲ့ကပ်ပါတွေကျွန်တော်မေးမှာပဲကျွန်တော်ကိုအဆိုးဒီကတိကတမေးတဲ့လူလိုလည်းမြင်မှသည်ဒါပေမဲ့ကျွန်တော်သိချင်တာကဒီလူငယ်တွေရဲ့နောင်လာမဲ့အနာကလက်ရှိလုပ်နေတဲ့ဘဝနဲ့လက်ရှိနေတဲ့တက်တန်းနဲ့ထပ်ပေါင်းပြီးတော့လက်တွေ့လုပ်နေတဲ့အတွေ့အကြုံအချိန်ကာလနဲ့နောက်ထပ် plus ထပ်ပေါင်းလိုက်10နှစ်ဆိုဘာဖြစ်မှလဲဒါကြီးပဲသိချင်တာဖြစ်တဲ့အတွက်ဘာဖြစ်လို့လဲဆိုတော့ဒီ10နှစ်ဆိုတဲ့အကြောင်းအရာတွေကိုခဏပြောပြတယ်ဘာဖြစ်လို့ပြောပြတာလဲကိုသွားမဲ့ကိုဘဝလမ်းကြောင်းကိုနေမဲ့တိုင်းပြည်ရဲ့အခြေအနေဒီအနေထားပေါ်မှာမူတည်ကိုပတ်ဝန်းကျင်နဲ့ကိုအနေထားတွေပေါ်မှာမူတည်ပြီးကိုမှာ vision ရှိရမယ် vision မရှိဘဲနဲ့ပြေးနေလို့ရှိရင်ပြေးနေတဲ့ဒီအပြေးသမားတွေတိုင်းအပြေးသမားတွေမှာသူတို့မှာပန်းနိုင်ရှိကိုပြေးနေတာကပန်းနိုင်ကဘယ်မှမသိဘဲနဲ့ပြေးနေရလို့ရှိရင်ပြေးနေတာဒီမှန်သလားမှားသလား what's wrong what's right ကိုပြန်ပြီးသုံးသပ်ဖို့လိုပါတယ်အကယ်၍ကိုသွားနေရမယ့်လမ်းကြောင်းကအဲ့လူငယ်တယောက်ကိုပဲအခြေခံပြီးပြောမှဆိုရင်နောက်ထပ်6နှစ်နေလို့ရှိရင်10နှစ်ဖြစ်သွားပြီအဲ့10နှစ်ကြာလို့ရှိရင်ငါညီဘာဖြစ်မှာလဲမေးတော့ခါကြတာသူလည်းဘာမှမပြောကျွန်တော်တွေးပါတယ်မျက်စိလေးမှိတ်ပြီးတော့အဲ့ကလေးကိုမလိုက်တာနဲ့တည်းတထုပ်ကိုတယ်တထုပ်လိုတယ်လို့အဲ့လောက်ကြွားကြည့်ရုံကလွဲလို့တခြားဘာမှမဖြစ်နိုင်ပါဘူး